အမေစုကိုကြောက်ချဖို့အတွက်မအားလာတို့တတိုက်ကရိုဟင်ယာကိစ္စကိုဖန်တီလှုပ်ဆောင်ခဲ့ကြတယ်ဒါကပြည်သူတိုင်းသိကြတယ်ဘယ်သူမှမေ့လောက်အောင်အသက်မကြီးသေးဘူးအဲ့ဒီအချိန်ကမြန်မာနိုင်ငံမှာစစ်တပ်နဲ့အစိုးရနှစ်ရဆိုပြီးတာဝန်ခွဲဝေယူထားကြတယ်ပြည်ထဲရေးကာကွယ်ရေးတရားစီရင်ရေးကိုစစ်တပ်ကရင်ရွယ်ချက်စစ်စစ်ထင်ရဆိုင်ဖို့အတွက်ယူထားခဲ့တာဖြစ်တယ်စစ်တပ်အလုပ်တဲ့အစိုးရကဝင်ပါခွင့်လုံးဝမရှိသလိုစစ်တပ်အပေါ်အစိုးရကအမိတ်ပေးပိုင်ခွင့်လည်းလုံးဝမရှိဘူးဒါကိုပြည်သူအားလုံးသိတယ်လို့ကဘာကြီးလဲသိပါတယ်စင်အာနာယူမြေခွေးတွေကအမေစုအစိုးရအပေါ်တမင်တက်တက်ကောက်ကျရောက်မှာဖို့ရိုဟင်ယာကိစ္စကိုဖန်တီလောက်ဆောင်ခဲ့တာဖြစ်တယ်အခုကြမှာနိုင်ငံနဲ့ပြည်သူထိခိုက်နေတာတိတ်ခါကြမှာကြောက်တယ်လို့နဲ့ပြောနေတာကရဲစရာတွေဖြစ်နေတယ်မင်းတို့သာနိုင်ငံနဲ့ပြည်သူအပေါ်အဲ့ဒီလိုတွေးပေးတတ်မယ်ဆိုရင်အစထဲမှာမင်းတို့ခွေးစားခင်ခတ်မှာမဟုတ်ဘူးကိုထိမှနိုင်ငံနဲ့ပြည်သူကိုနာမည်တက်ပြီးအကာအကွယ်မြူကြနဲ့နိုင်ငံနဲ့ပြည်သူကိုမင်းတို့နည်းနည်းလေးချစ်တတ်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူဖြက်စီရကိုမင်းတို့လောက်ခဲ့မှာမဟုတ်ဘူးမင်းတို့ကဘာနဲ့တူလဲဆိုတော့ရိုင်းဆိုင်တဲ့မိဘကစင်သက်လို့ရောက်မာနေတဲ့လူတွေနဲ့တူတယ်မင်းတို့ထင်ရလောက်တယ်မင်းတို့လောက်တဲ့အမှုတွေကိုဖုံးဖိကာကွယ်ဖို့မြန်မာနိုင်ငံရဲ့အစိုက်အပိုင်းတွေကိုတယောက်နဲ့ရာစီယာကိုအလကားဆေးနဲ့ထိုးကြွေးခဲ့ကြတယ်ဒါလားမင်းတို့မြန်မာနိုင်ငံကိုချစ်တယ်ဆိုတာမင်းတို့ယာထူးအာနာမင်းတို့မိသားစုလောက်ဘယ်သူအပေါ်မှာမြူတမောင်စာလောက်မချစ်တတ်ခဲ့လို့ကိုယ်နိုင်ငံကိုလူမျိုးတွေရဲ့ဘဝကိုလောင်တိုက်သွင်းခဲ့ကြတာမဟုတ်လား ICJ မှာမင်းတို့ပစကဘာပြောမင်းတို့လောက်ရချစ်ပြီးဆုံးဖြတ်ကြမှာပဲငါတို့ပြည်သူတွေပြောချင်တာကနိုင်ငံနဲ့အကာအကွယ်မယူသင့်တယ်လို့ ICJ ကလည်းနိုင်ငံနဲ့ပြည်သူအာဏာယူတွေနဲ့တရခန့်အစ်စ်ကိုခွဲခြားပေးဖို့လိုတယ်အပြစ်ရှိတဲ့လူကိုကာကွယ်ပေးဖို့မလိုတယ်လို့အပြစ်မရှိတဲ့နိုင်ငံနဲ့ပြည်သူကိုလည်းစွဲမထည့်ဖို့ငါတို့ပြည်သူတွေကတောင်းဆိုချင်ပါတယ်ရှင်ဒါမှသာမှန်ကန်ပြီးတရားမျှတရာရောက်ပါမယ်ဥပဒေအရသားသမီးအပြစ်ဟာမိဘနဲ့မဆိုင်တယ်လို့မိဘရဲ့အပြစ်ဟာလည်းသားသမီးနဲ့လာမျှမဆိုင်ဘူးဒီလိုပဲအာဏာယူတွေရဲ့လောက်ရဟာနိုင်ငံနဲ့ပြည်သူတွေနဲ့လုံးဝမဆိုင်ဘူးဆိုတာကိုမှန်ကန်ဆုံးဖြတ်ပေးဖို့လိုပါတယ်စင်ငါတို့နိုင်ငံသားတွေဟာမတရားတာကိုလက်မခံလို့တောင်းလန့်သူတွေဖြစ်တယ်ငါတို့ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ဘဝကိုမြင်အောင်ကြည့်ပေးကြဖို့ ICJ ကလူကြီးလူကောင်းအပေါင်းကိုတောင်းဆိုချင်ပါတယ်ရှင်ဒီခွေးသေးပုတ်ကိုမသေးခင်အပေါက်နဲ့ထွက်နေတဲ့အပေါက်ကောင်တွေရဲ့အနက်အသက်နဲ့လောက်ရတွေကိုငါတို့ပြည်သူတွေကအနီးကဆူဆိုက်ဒုက္ခခံရတာကိုကဘာကြီးကမှန်ကန်မြေတတ်ဖို့လိုပါတယ်ရှင်